combo ကြီးတစ်ခုတော့ရှိတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးပြန်ဖြေဖို့အတွက်ပြန် escape လုပ်ဖို့အတွက်ကတော့စဉ်းစားစရာဒီဘက်မှာလည်းနောက်တဲ့ Fredwin တို့ဒါ Lolita လို့လည်းရှိနေတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ထိဒါနှစ်ဖက်အသင်းဆုံးပြင်ဆင်ထားမလဲAli Kane လို့ထုံလဲဆိုတာ Ali Kane ကတော့နည်းနည်းလေးဟိုဘက်ကဒါ AI ဘက်ကပို့ပြီးတော့အဆင်ပြေတာမျိုးတော့ရှိရပေါ့နော်ဒါပေမဲ့သူတို့ဘယ်လိုပြင်ဆင်ထားမလဲ Game 1-1ကိုကြတော့တစ်ချက်စဉ်းစားရမယ်နော်ဒါ battle တစ်ခုမားလိုက်တာနဲ့1-1ရဲ့အာတီကတော်တော်လေးကိုစဉ်းစားစရာပဲ နောက် Atlas နဲ့1-1နဲ့ကလည်းအဆင်ပြေတယ်လို့ Lilia နဲ့Atlas နဲ့ကလည်းအဆင်ပြေတယ်ပေါ့နော်အဲ့ဒီနှစ်ကောင်တူတူတွဲလုံးပုံပုံဟိုဘက်ကဘယ်လိုပြန်ဖြေမလဲ AI ဘက်ကဘယ်လောက်ထိပြင်ဆင်ထားမလဲကျွန်တော်တို့ Kasari နဲ့တူတူဆက်လက်ဆောင်ကြည့်ကြအောင်နော်ကဲအားလုံးပဲเนาะပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာ ကြိုဆိုလိုက်ပါတယ်တကယ်ကိုကောင်းတဲ့ကျွန်တော် game number 2ပွဲစဉ်လေးကိုကျွန်တော်မကြခင်မှာတော့စတင်ပြီးတော့ကျွန်တော်ကြည့်ရတော့မှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ game number 1ပွဲစဉ်မှာတော့ time law တို့အနေနဲ့ပေါ့နော်သူတို့နည်းနည်းလေး hero game လေးဗာလေးပြည့်ရင်းနဲ့ပဲဒါရှုံးပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ game number 2မှာတော့ဒါသူတို့ရဲ့အခုရွေးချယ်ထားတဲ့ hero combo အတိုင်းဒါဘယ်လောက်ထိဒီပွဲပေါ်မှာအကောင်းဆုံးသုံးချပြီးတော့ဆော့ပြနိုင်မလဲဆိုတော့ပေါ်မှာမူတည်ပြီးတော့ပေါ့နော် game ကတော့ပြောင်းလဲသွားနိုင်ပြီးတော့နောက်တစ်ခုထပ်ပြီးတော့ပြောချင်တာကတော့ဒီကျွန်တော် AI e-sport ကနေပြီးတော့ကျွန်တော် kit အနေနဲ့ဒါဟိုထွက်သွားခဲ့ရဆိုပေမဲ့ kit ပေါ်မှာတော့ AI e-sport အနေနဲ့ပေါ့နော်လုံးဝ respect တစ်ခုအနေနဲ့တော့ပေးထားတယ် game number 1ရော game number 2မှာရောသူ့ရဲ့ Selena ကိုတော့လုံးဝမပေးထားဘူးဗျဟုတ်တယ်လုံးဝ Selena Roma ဆော့လိုက်မယ်ဆိုလို့ရှိရင်တော့ AI အနေနဲ့ဒါခက်ခဲမှုတွေကိုကြုံတွေ့ရနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲသူတို့ရဲ့ဒါရင်တော့ player ဖြစ်ခဲ့တာနဲ့အညီဒါဘယ် hero ပို့ပြီးတော့အလုပ်လုပ်နိုင်လဲဆိုတော့ကောင်းကောင်းကြီးသိပြီးတော့ transfer ban ကိုတော့ပေးပြီးတော့ ban တာဖြစ်ပါတယ်ဗျာနော်နှစ်ပွဲတိတိပါ ban ထားပေးရပါအဲ့တော့ဒီပွဲမှာတော့ kit နေတဲ့သူ့အနေနဲ့ဒါ Atlas နဲ့ပြန်ပြီးတော့ထွက်လာတာဆိုတော့ကြည့်ရမယ်ဗမန်ဒီပွဲမှာတော့သူ Jungle မှာဆိုတော့ Julian ကိုတော့ပြန်ပြီးတော့တုံးထားတယ်ဆိုတဲ့အနေဒါပဲသူတို့ mid combo လေးကမစိုးဘူးဗျာနော် Final လေးရင် ancient chain combo ဒါပေမဲ့လောလောဆယ်မှာတော့ Pausa ပြန်ရောက်လာတဲ့အနေထားမှာတော့ Black ကပဲ K ကိုယူထားပြီးတယ်ဗျာ Kit ကတော့ first back စတင်ပြီးတော့ပေးလိုက်ရပါပြီအဲ့တော့ဒါပေမဲ့ဒီတစ်ခါတော့ Fasa နဲ့ Lilia ဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့ Lilia ကတော့ early ပိုင်းမှာတော့တော်တော်လေးအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော် Oh My Jenny နဲ့ Blast နဲ့အားပြိုင်မှုလေးကတော့သူ့အနေနဲ့သူတော့အဆင်ပြေတယ်ဒါပေမဲ့တစ်ဖက်မှာလဲ PS နေနဲ့ဒီ Blue Bug ကိုလာပြီးတော့ share တွေပါတယ်ပေးထားသေးရပေါ့နော် Okay ပေးလိုက်ရပြီဟို share ပေးနေ retribution မှာအကောင်းဆုံးပြထားခဲ့တော့သူ့အနေနဲ့ level 4ကထပ်ပြီးတော့ပိုင်ဆိုင်ခဲ့ရဗျအဲ့တော့ black သူတော့တော်တော်လေးတော့နဲနေဆိုရယ် flicker သူ့မှာကြံနေသေးတယ်အဲ့တော့ PS မှာလည်း share ကထက်ရှိနေတော့ကံမကောင်းရင်ကဲနေနဲ့နောက်တစ်ခါပါ hero ပေးရနိုင်တယ်ဗျဒါပေမဲ့ PS နေနဲ့လုံးဝမသေးကြတဲ့အနေထားမှာသူ share ကမပေးပြဒီတစ်ခါတော့ပေးလိုက်ပြီဗျတော်လေးတော့ကျွန်တော်တို့ PS ကကောင်းတယ်လို့ပြောလို့ရတယ်နော်။ Lilia နေတော့သွေးပြည့်နဲ့ဒါရှိနေခဲ့တယ်ဆိုနေမယ်လည်းပဲ။အရာမူသား level 4ရှိနေခဲ့တာဖြစ်တော့ကြောင့်မလို့ဒီနေရာမှာတော့သူ SK မဖြစ်သွားဘူး။ survive မဖြစ်သွားခဲ့ဘူး။တတရလည်းစပြီးတော့ပေါ်နေပြီဆိုတော့ဒီနေရာမှာကျွန်တော်ဟာရာမူသားနဲ့ Julian အားပြိုင်မှုလေးတွေကတော့စပြီးတော့ကြီးရတော့မှာပဲ။ဟုတ်ပါတယ်။ဆက်ကတော့ဒီဘက်ကကျွန်တော် AI အနေနဲ့တို့ရွေးချယ်ထားခဲ့တာတော့ကျွန်တော်ဒီ Fedrin Jungle ဆိုတဲ့အနေအထားမျိုးဗျာနော်။ဒါပေမဲ့တစ်ဖက်ကကျွန်တော်ဒီမှာ Julian Jungle ပါ chain လိုက်ကြတော့တို့အနေနဲ့လည်း Hayabusa Jungle ပါထပ်ပြီးတော့ဒါဟိုထပ်ပစ်ပြီးတော့ပေါ့နော် Fedrin ကို off ဒါ off ပို့ပြီးတော့တို့စော့နေတာလေးကိုကျွန်တော်တွေ့နေရတယ်ပေါ့နော်။ Drive ကတော့တို့ဒီလုံးဝ game စအဲ့လိုမျိုးစော့ရကနေရတာတို့တော်တော်လေးကိုကစားခဲ့တယ်လို့ပဲပြောရမယ်ဗျာနော်။ဟုတ်တယ်အဲ့တော့ဒီချိန်မှာတော့ assassin jungle တွေဖြစ်နေရတော့ကြောင့်မလို့ဒါဗတဲ့ဆိုင်ရလို့ရှိရင်တော့ဟို damage ဘိုင်းမှာတော့အားရဖို့တော့ကောင်းတယ်ဟုတ်တယ်လောဆင်တော့ mid မှာကျွန်တော်ထပ်မပြ Julian chaining ကြားမှာ for the air strike တွေပေးထားသေးရဲ့အမှ Lilia blast shoot ပြန်တော့စီးထားသေးရဲ့ဗျာတစ်ဖက်မှာလည်း blast တွေနဲ့ Fatalin တွေကြားထဲမှာသေဆုံးမှုတော့များသွားခဲ့ပြီပေါ့နော်တန်းနဲ့ hero key နဲ့ trade လိုက်ရတာဟုတ်တယ်ဗျာနော်ဒါပေမဲ့ hero ဘယ်လိုမျိုးပြောမလဲ3កောင်လောက်ထိဝိုင်းပြီးတော့ spare တွေတော့ပေးလိုက်ရတယ်ပေါ့နော် black ကို hero key ရဖို့တော့ဒါပေမဲ့တစ်ဖက်မှာနည်းပြန်ဆိုးသွားတာတော့သူတို့ first starter တော့ပြန်ပေးလိုက်ရတယ်ဗျာနော်အဲ့ဒါလေးတစ်ခုတော့နည်းတော့ဆိုးတယ်ဗျာနော် boss cherry လေးတော့သူခွဲထားပြီးတယ်ဒါပေမဲ့မတေချာတဲ့အနေထားမှာသူ့ရဲ့ share key ကိုတော့လုံးဝမပေးဘူးဗျအဲ့တော့ဒီနေရာမှာတော့ hero key ကတော့1 2တော့ဖြစ်နေရဒါပေမဲ့ first starter နဲ့ hero key နဲ့ trade လိုက်ရတဲ့ချိန်ဒီမှာတော့time lock အနေနဲ့ကတော့သူတို့အရင်ကြီးတော့လှုပ်ရှားတာမျိုးတော့တိတ်မတွေ့ရသေးဘူးနည်းနည်းလေးဒီ1-1ကိုပဲ item ထွက်ဖို့အတွက်အဓိကဦးစားပေးထားတယ်ပေါ့နော်1-1အနေနဲ့ကလည်းဒီ Brody နဲ့ရှင်မယ်ဆိုလို့ရှိရင်တော့ early impact တော့နည်းတယ်ဟုတ်တယ် Brody က early gain တာတောက်လျှောက်တာသွားပြီးတော့ဒီ Hannah Strike တို့ Raw တို့ BOD တို့ကအရင်ပြီးသွားမယ်ဆိုရင် Brody စီကဒီလာတဲ့ impact တို့ throwback memory damage တွေကအရင်ကများတယ်ပြီးတော့ best damage တွေရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်1-1အနေနဲ့ပေါ့နော်အဲ့တခုလေးကတော့နည်းနည်းသတိထားရမယ်ပဲနော်1-1နည်းနည်းတွေ့ပြော့တယ်အဲ့တော့ leader တော့သူ vision စရင်နဲ့တော့ဒီ tournament memory တော့တုံးလိုက်ပြီဘာမှလည်း kit အနေနဲ့ဒီ fatalin တွေဘာတွေပေးဖို့ကလည်း ready နေတာ flicker လည်းရှိတယ်ဒါပေမဲ့ leader ကတော့သူ purify နေတော့မဟုတ် flicker လည်း cool down လည်နေဆိုတော့တမစားတာပိုကောင်းမယ်ဘာလို့ဆိုတော့ kit ကလည်းမျိုးမှာပျောက်နေဆိုတော့နှစ်ဖက်လုံးကတော့တိတယ်ဗျနော်တော့ဒီဘက်က black ကလည်းသူကြုံနေရတယ်မထွက်ဘူးပြီးတော့ early game မှာ kit က hero key ဘာလို့ပေးလိုက်ရတယ်ဆိုတော့သူရွေးချယ်ထားတဲ့ဒါတန်က athlete ဖြစ်နေတဲ့အတွက်ကြောင့်မို့ athlete ကနည်းနည်း early game မှာ HP နည်းတယ်ဒါပေမဲ့လောလောဆယ်ပြောနေနေပဲ air strike တွေကြားထဲမှာတော့ပြီးတော့မပေးလိုက်ရဘူးဗျခလူးဖြစ်နေတဲ့အတွက်ကြောင့်မို့ပေါ့နော်ကန်တော့ကောင်းသွားခဲ့
ဒါပေမဲ့ PS အနေနဲ့ဒီနေရာမှာလာပြီးတော့ဂိမ်းဂိမ်းလောက်တာလေးကကောင်းတယ်မသိသွားခဲ့ရင်တော့မှသူကဒီဂိုးရှိကိုခွာလို့ရှိရင်ဒန်ကလာကောင်အနေနဲ့တော်တော်လေးတာသွားမှာဗျာနော်ဟုတ်တယ်ဗျာနော်ကဲအပေါ်မှာဆိုရင်တော့ဒါဘယ်သူမှမရှိဘူးဆိုတော့သူတိလိုက်တဲ့ကြောင့် black ကိုတော့တားပြီး ban နေတဲ့ damage ကိုတပ်ပေးပြီး leader throw memory damage အကောင်းဆုံးနဲ့ defend ထားရအဲ့တော့ kick က fling က finally ပြန်ပေးမှလားတကောင်းတော့ရလိုက်တယ်ဗျာ damage ထပ်ပါလာရင်တော့ပိုတော့ကောင်းမယ် black ဒီတော့မသေးဘူးအဲ့ကြောင့် black ကပြန်ပြီးတော့ fling က3 man လောက်ထိထိန်းထားပြီးတယ်ဒါပေမဲ့သူ့နေ hero ကတော့ပြန်ပေးလိုက်ရတယ်ဗျာအဲ့တော့ leader impact လေးတစ်ချက်တော့ပြန်ပြီးတော့ပြထားတော့မယ်ဗျာနော်ဒါပေမဲ့ backup hero တွေမပါလိုက်တော့ဒါပတဲထပ်ဖြစ်တော့ဗျာနော်အဲ့တော့ဒီနေရာမှာတော့ AN Esport အနေနဲ့ goaling ခံရမယ့်နေရာမှာ goaling မကန်မနဲ့ EHP ခံပြီးတော့ပဲ goaling first tower ယူသွားခဲ့တယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့လဲကျွန်တော်တစ်ဖက်မှာ Forza နောက်ကျနေတဲ့ဟာကိုခွင့်ကောင်းယူပြီးတော့ time lock ဘက်ကလည်းဒါပြန်ပြီးတော့ပဲ goaling ကို pressure ပေးခဲ့တာမျိုးတွေ့ရတာပေါ့နော်ဟုတ်တယ်ကဲအဲ့တော့နောက်တစ်ပေါ်နေခဲ့တဲ့ဒီ second target ကိုလည်းပဲ AI ရဲ့ပဲထိတ်ယူဖို့တော့များတော့များရယ်ဘာလို့ဒီဘက်မှာ ban blue ban နဲ့တိုင်ပတ်နေရောကြာလေ base way ထက်ရိုက်ထားပြီးပါပြီပေးလိုက်ရပြီဟုတ်တယ်ဗျာနော်ကဲ retriever ပေးလိုက်ရတော့ဒီ target ယူဖို့တော့ဖြစ်တော့မဖြစ်နိုင် rest အကောင်းဆုံးမာထားပြီးရကြမှာ air strike တွေထပ်ပြီးတော့ချထားပြီးတယ်ပဲဗျာဖက်မှာလည်း target ရသွားပြီဆိုရှီးတွေအများကြီးဒီ battle ထပ်ပြီးတော့ရအောင်မှာ atlas battle မှာအရင်တော့ကြာသွားခဲ့ရပြီဗျာအဲ့တော့မှထပ်ပြီးတော့ goal ကထားတဲ့ကြားမှာ rest ကိုသူတို့ hero ပြန်ရမှာလားဂလူအကောင်းဆုံးတော့ပြန်တော့ကြိုးစားနေတယ်ဒါပေမဲ့ခေါင်းကောက်ခံလိုက်ရတဲ့နောက်မှာတော့ hero ပြန်ပေးရဖို့တော့များနေ force ပြန်ပြီးရောက်လာတဲ့အနေထားမှာတော့ strike လေးဘာလေးထပ်ပြီးတော့ပြောင်းမဲ့နေတယ်ဒါပေမဲ့ ban တစ်ဖက်မှာပြန်ပြီးတော့သူ့ engine combo လေးကြီးကြားထဲမှာတော့ rest ကိုတော့သူပြန်ရလိုက်တယ်ဗျာကဲအဲ့တော့ဗတေးကတော်တော်လေးတော့ကြာအခုလည်းမပြီးသေးဘူးဆိုရင်နောက်မှာ chain နဲ့မှာသွားပြီးတော့ plus 10နေနောက်မှာ fly ဒီ live ပြီးတော့ပြစ်နေတဲ့ကြားထဲမှာ Lilia အနေနဲ့ကတော့ Hiroki ရရှိသွားတယ်အဲ့တော့ဒီမှာထပ်ပြီးတော့မပြီးသေးပြန်ဘူးကြာ chain နေပေးနေတော့မယ်ဒါပေမဲ့လည်းဥမဂျင်းဒီကိုတတ်ဖို့ကတော့မလွယ်ဘူး tower ထဲမှာလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဗတေးကတော်တော်လေးတော့ရှည်လျားသွားတယ်ဗောနော်အဲ့မပြီးသေးဘူးမပြီးသေးဘူး PS ပြန်တော့ရောက်လာပြီ share လေးတွေဗာလေးညာလေးပြထားရင် share ကြီးပြေးဖို့တော့ကြိုးစားနေတယ်ဒါပေမဲ့ air strike ကြီးကြားမှာ damage ကတောင်းများတယ်ဗျာတော်လေးကိုပဲဒီနေရာမှာတော့ Forza Air Strike ရဲ့ best damage တွေတော့ short တော့လို့တော့မရဘူးဒါပေမဲ့ကင်းအနေနဲ့ तू ဆွဲချင်လို့ရှိရင်တော့ Oh my Genie तू ဆွဲမလားပေါ့နော်နောက်မှလည်း Massman တွေ fly ဒီပါတယ်ပြောနေနေပဲ PS တွေနဲ့ကတော့ဒီခါတော့ तू ပြန်ပြီးတော့ပဲ share လေးနဲ့ပြန်ထွက်လာခဲ့ပါတယ်အောက်ဆောက်တော့သွားရှုပ်လို့တော့မရဘူးသူရဲ့ share တစ်ခွက်ကလည်းလက်ကလည်းတော်တော်လေးမြန်ချက်ဗျာနော်အဲ့အချိန်မှာသူတို့အပေါ်မှာရှိနေတဲ့ဒီ elite ကိုလည်းသွားပြီးတော့ game ဖို့တော်တော်လိုအပ်နေတယ် elite တန်းပြီးများလာမယ်ဆိုရင်လည်းဒီဘက်က Thai Lord တို့အနေနဲ့အရန်တော့စင်ပြီးမှာတော့မဟုတ်ဒါပေမဲ့ Thai Lord တို့အနေနဲ့ game number 1 ထက်ကစာရင်တော့ game number 2မှာတော့သူတို့ Hyuki ပြန်ပြီးတော့ရထားတယ်ဘတ်တယ်မှာတဖန်ပြန်ပြီးသူတို့တာအောင်လေးတော့သူတို့ပြန်ပြီးတော့စိုင်ထားနိုင်တဲ့အနေအထားမျိုးတော့ရှိရဗျာနော် game 2ကဘယ်လိုပြောမလဲအများကြီးတော့ပြောလို့မရဘူးသိရမလားဒါ Thai Lord ကလည်းတော်တော်လေးစင်ပြီးရလို့ပြောလို့ရတယ်လို့ AM ဘက်ကလည်းအရင်ကြီးတော့မနှိမ့်နေဘူးဟုတ်တယ်ဘယ်လဲတော့ဖြစ်နေသေးရပါနော်ဟုတ်တယ်တော့โอเคထုံထဲမှာရှိနေတယ် finally ပေးဖို့တော့ကြည့်ပါလားပေးတော့ပေးနေတယ်အဲ့မှာ cross ball ကြားထဲမှာ Oh my Jenny တိုင်းပေးလိုက်ရတယ် edge chain ထပ်ပြီးတော့ပြထားပါသေးတယ်အဲ့မှာ kick ကတော့သူ့ရဲ့ edge ကိုလုံးဝချန်ထားသေးတယ်ဗျလုံးဝမပေးနေဘူးဒါပေမဲ့ပေးခင်မှာပဲ athlete ရဲ့ damage တွေကြားထဲမှာသူပြန်ပြီးတော့ပေးလိုက်ရတယ်ဗျအဲ့မှာ edge chain 2 man နဲ့ထပ်ပြီးတော့ပြထားရဆိုရင်အိမ်သားမှာ athlete ဆိုရဲ့ fan နေလို့ဘာလို့တာပေါ်လာခဲ့မယ်ဆိုရင်အဲ့ပတဲတွေမှာတော့တိုင်းတော့ပြန်နိုင်သွားနိုင်တယ်ဟုတ်တယ်အဲ့တော့ဒီမှာတော့ kit အနေနဲ့ तू space ချန်တာနည်းနည်းလေးတော့ဘယ်လိုပြောမလဲများတော့များသွားတယ်ဗောနော် तू brody ကိုဆွဲနေတာအဓိကတော့အဲ့မှာလည်းထပ်မပြီးတော့ပဲ PS အနေနဲ့ Cherokee တွေဝင်ပြီးတော့ပိုင်းသွားတဲ့နောက်မှာတော့ Julian အနေနဲ့ပြန်ပြီးတော့ပေးရတော့မလားမပေးရသေးဘူးဒီပွဲက flight တီကသူကဒီ11ကိုသူ goal line ဆော့ပြီးတော့နောက်မှာကျွန်တော်ဒီဘက်ကနေပြီးတော့ဗောနော်ဘန်ကတော့သူ Julian ခက်ကျန်ခဲ့ပေါ့ပြီးတော့ပေးလိုက်ရနော်ဒါပေမဲ့ကျွန်တော်အလီဒါနဲ့သူအနေနဲ့1 method 1နေပါပြီဗျာတွားပြီးဖြစ်နေတဲ့ထင်းနေဗျာနော်အလီဒါကိုကျွန်တော်ဒါရှေ့မှာတော့ကလည်းပြောခဲ့ပါတယ်သူ item family speed တွေကဘာရမယ်ဆိုရင်သူ့ရဲ့ဇီကနေထွက်လာတဲ့ damage က best damage ဆိုကြလေအဲ့တော့ atlas နေပါအော်ပြောရင်းဆိုရင် atlas ဝင်လာပြီ2 fan နေကြားမှာ answer ထပ်ပြီးတော့ပြအောင်ပဲဗျာတော့ faza နေရင်တော့ပတင်မတော့ကြာသွားခဲ့အဲ့တော့ PS တစ်ချက်ချင်းတော့ပြန်ပြီးတော့ခုန်နေတဲ့ဂျားထဲမှာတော့ပန်းတော့ပြန်ပြီးတော့ပေးလိုက်ရတယ်ဗျာဂျန်နီရဲ့ kit ပါထပ်ပြီး abrasive what damage တွေဂျားထဲမှာတော့ထပ်ပေးလိုက်ရပါပြီအဲ့တော့ဒီမှာတော့ကြံခဲ့တဲ့ plus နဲ့ yahi ကိုကတော့သူ record တော့ပြန်ထောက်သွားတယ်ဒီဘက်တယ်မှာတော့ဘာဖြစ်အဲ့လို Father ဘာရလိုက်တာလေးတော့ကောင်းနေဗျာကင်းနေနဲ့လေသူရဲ့ Fatalin နေကြားထဲမှာတင်းအတွက် Hiroki ရဖို့တော့ဖန်တီးပေးနိုင်မှုရှိတယ်ဒါပေမဲ့ Alita တော့တော်တော်လေးတော့ free fun ရနေတယ်အဲ့ဒါလေးတခုDomino Black ထပ်ပြီးတော့ပေးထားပြီးကြာမှာ Hiroki ထပ်ဝင်လာတော့မယ်ဗျာတော့ Hiroki တကောင်ထပ်ပြီးတော့ပေးလိုက်ရပါပြီအဲ့မှာ cross ball ပြန်ပြီးပွင့်ဖို့တော့ကြိုးစားနေ red ကလည်း flick ကပြန်ပြီးရိုက်ဖို့အတွက်ကြိုးစားရဆိုပေမဲ့စင်တော့မပြေခဲ့ဘူးဗျာနော်အဲ့တော့သူကပြန်ပြီးတော့ပေးလိုက်ရတယ်အဲ့တော့ ban kit ပြန်ပြီးရောက်လာတဲ့အနေထားမှာတော့ kit ကိုပါထပ်ပြီး Hyuki ရဖို့တော့သူကြောက်ကျူမာလားဆိုတော့ 3 memory air strike တွေပြန်ပြီးတော့ပြလာပြီးတဲ့ဂျိုင်းမှာ mass spine ပြန်ကျသွားတော်တော်လေးဆိုးရဗျအဲ့တော့ kit မှာလည်းဘာ space မှာတော့မရှိတော့ဘူးဆိုရင်အနေထားမှာတော့ပေါက်စားရဲ့ damage တွေဂျားထဲမှာပဲထပ်ပေးလိုက်ရပြန်ပြီဗျကဲတောက်လျှောက်ကိုဘက်တရီဖြစ်နေတာလုံးဝမနားနေမဲ့နော်ဒီလိုတော့အတိုင်းလေးကိုစိုက်နေရဒါပေမဲ့ဒီကတော့ Hiroki တွေကိုစီနဲ့ဆိုတော့ကြည့်ရတာဘက်တရီကတော်တော်လေးတော့မြိုင်လာပြီဒီနေရာမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့နှစ်သိန်းလုံးကနေပြီးတော့ဘက်တရီက off space ကတော်တော်လေးကိုများများဆဆပေးခဲ့ကြတယ်ဒါပေမဲ့လည်းကျွန်တော်တို့အရင်ပြပြသားသားတော့မဖြစ်သွားခဲ့ဘူးပေါ့နော်ဒါပေမဲ့ law တော့ပေါ်လာပြီဆိုတော့ဒီ law ကိုတော့ AM ဘက်ကနေပြီးတော့ရရှိဖို့အတွက်အခွင့်အလမ်းပို့ပြီးတော့များမလားတစ်ဖက်မှာ kit တို့ပါကိုလည်းပြန်ထွက်လာမယ်ဆိုလို့ရှိရင်တော့ dialogue အနေနဲ့လည်းဒါဘက်တရီပြန်ဆန်လို့တော့ရတဲ့အခြေအနေတော့ရှိတယ်ဟ
ဟုတ်တယ်ဗျနော်အဲ့တော့ဘက်တရီကတော့ကျွန်တော်တောက်လျှောက်ဆိုင်နေရတဲ့ဒီတိုင်းတော့အနေနဲ့ပေါ့နော်သူတို့မတာရီရဲဆိုတဲ့အနေထားမှာနည်းနည်းလေး defensive လေးနဲ့သူတို့ရဲ့ဒီ match ban ကိုနည်းနည်းလေး cover ပေးပြီး space ပြန်ရှာမယ်ဆိုရင်တော့ပိုကောင်းမလားလို့ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီလော်နာမှာတော့ကျွန်တော်စပြီးတော့နှစ်သင်းလုံးက position တွေတည်ထားပြီဒါပေမဲ့ ထားပြီပေါက်ဆောက်ကိုကြည့်ရတာသူအပေါ်လမ်းကိုတက်ပြီးတော့ပဲသိရမလား game control လုပ်ပြီးတော့ပဲဒါဒီ log ကိုတော့တိုင်းလောဘက်ကနေပြီးတော့ဒါဘယ်လိုလုပ်မလဲအပေါ်လမ်းသွားကာမလားဒါမှမဟုတ်ဒီမှာပဲဆက်ပြီးတော့စောင့်နေမလားဆိုတော့စောင့်ကြည့်ရမယ်ဟုတ်တယ်ဗျနော် vision check တဲ့ဘိုင်းမှာဆိုရင်တော့ပို့ပြီးတော့တတ်တိုင်နေလို့ပြောလို့ရတယ်ဗျ anti chain တွေထပ်ပြီးတော့ပြထားတယ်ဗျ gate ရှေ့ကနေဝင်ဝင် finally 2 man တွေထပ်ပြထားပြီဒါပေမဲ့ဟိုဘက်က air strike ကပို့ပြီးတော့ damage များတယ်ဗျဝဝင်ပတ်တယ်မှာရင်တော့တည်သွားတယ်ဒါပေမဲ့ shadow key တွေကြားမှာဥမာ chain တွေ damage ထပ်ရလိုက်လို့ black တစ်ချက်တွေကြားမှာကလူးပါထပ်ပြီးတော့တည်ဆုံးသွားခဲ့ရပြန်ပြီဗျအဲ့မှာဒီမှာ chain တွေကဆိုဘလို့ black နဲ့ bam မဲ့ chain တွေဆိုအိုးကောင်းလိုက်တဲ့ bam damage တော့ပြန်ပြထားတယ်ဆိုပေမဲ့ chain တွေရဲ့ hero 3ကောင်ရဲ့ damage တွေကြားမှာတော့သူလည်းပြန်တော့ပေးလိုက်ရတယ်ဗျအဲ့တော့ PS ကတော့သူရတော်တော်နဲတယ် Julian အနေနဲ့ Baban ကတော့ဒီပွဲမှာတော်တော်လေးကို performance တွေပြနေတယ်လို့ပြောလို့ရတယ်3 vs 1 black တစ်ယောက်တည်းဘယ်လိုလုပ်ဒီလောက်သွားပြီးတော့လူးပြနိုင်မလဲအဲ့မှာထပ်မှန်ပြီးတော့ပဲအော် law ရော hero key ရောဒီနေရာမှာတော့ပြန်ပြီးတော့ပြီးခဲ့ရပြီဗျာနော်သူလည်းအကောင်းဆုံးတော့ဒီဟာရာဘူတာကိုသွေးလျှော့ဖို့ကြိုးစားတာပဲဒါမှလည်း spare ကကူးလောင်းနေနေရဆိုတော့ PS ကပဲဒီ law ရောဒါ plus ကိုရောပြန်ပြီးတော့ယူသွားခဲ့တာဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ဒီဘက်ကကျွန်တော်တို့ဒီဘန်ဘန်အနေနဲ့သူ့ရဲ့ Julian နဲ့ပေါ့နော်လုံးဝဒီအလီတာကိုတော့ဂျာထဲမှာပြန်ပြီးကေးယူခဲ့ရဆိုပေမဲ့သူချက်ချင်းပြန်ပြီး in မပြနိုင်ခဲ့တော့ကြတော့ဟိုဘက်ကပေးတဲ့ damage ကပြန်ခံလိုက်ရရင်လည်းပဲဒီ law လေးကိုပါသူတို့အနေနဲ့ live ပွဲထပ်ပြီးတော့ပေးလိုက်ရတာဒီပွဲကြတော့အဲ့လို network different လဲကွာတော့ကွာတယ်ပေါ့နော် 6K လောက်ဒီပါတော့ကွာမှုတော့ရှိတယ်ဒါပေမဲ့အဲ့ဒီ11တို့ဘာလို့အရင်နှိမ့်နေတဲ့အနေအထားမျိုးတော့မဟုတ်ဘူးPS ကတော့505နဲ့တော့အရန်တော့ fat နေတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါလိုင်လီယာတို့ဂျူလီယန်တို့ဒါ flying D တို့အနေနဲ့လဲ item အထိုက်လျောက်ရှိရဲ့အေးအဲ့မှာ buy one နေထားမှာတော့ Cherokee တွေတဲပြီးတော့ buy နေပြင်းနေပဲတခါတည်းကိုပြတ်သွားခဲ့ရပြီအဲ့တော့မှကျွန်တော်ဘန်နဲ့သူ immune မရှိဘူးပေါ့နော်အဲ့အကြောင်းမို့လို့ပဲသူ့အနေနဲ့ပြန်ပြီးကေးပေးလိုက်ရတဲ့ထင်ပါတယ်ဒါမှမဟုတ် immune မမီသွားလေပြက်ကောင်းပြက်နိုင်တယ်ဒါပေမဲ့ဒီဘက်မှာတော့ K ကျွန်တော်တို့ဒါ fly နှစ်ကောင်ပေါင်းပြီးတော့ဒီ fast law တော့အကောင်းဆုံး defend ထားပြီးပါသေးရဲ့လက် slowly လည်းပါတယ်ဆိုတော့ fast law တော့ဒါရန်ကြီး mega ကြီးတော့တိုးတော့မပေါက်ဘူးဆိုတော့တစ်ဖက်မှာ Hayabusa နဲ့ထပ်ပြီးဝင်ထားနေကြပါ black က play နဲ့သူ့ရဲ့ black shoe ကိုပြန်ပြီးပေးလိုက်ရဗျအဲ့တော့ဒီတစ်ခါတော့ကျွန်တော်တို့ဒါ time law အနေနဲ့ဒီ first law နဲ့တူပဲ mega tower တွေတော့မပေးလိုက်ရဘူးဒါပေမဲ့ second tower တွေကိုစီတော့ရလိုက်တယ်AI e-sport အသင်းအနေနဲ့ကလည်းလက်ရှိချိန်နေမှာရန်ကိုသူတို့ဒီ tower တွေရခဲ့ပြီဆိုတော့နိုင်ငံတွေက crew တွေကိုလည်းတက်နိုင်တော့သွားပြီးတော့ pressure ပေးဖို့တော့ကြိုးစားတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ခုနပြောခဲ့တဲ့အဲ့မှာထပ်မှန်ပြီးတော့ PS အကောင်နဲ့ဝင်ပိုင်းတဲ့နောက်မှာတော့ fly D ကြာသွားခဲ့ရတဲ့ပြေမှာကျန်တဲ့ player တွေသွေးရတော်တော်လေးတော့ကိုင်းသွားခဲ့ပြီဗျအောက်ဆိုင် share ကြီးကအချာကြီးဗျနော်လုံးဝပြီးတော့လုံးဝ target နဲ့ဆိုတဲ့အနေထားမှာ fly ပင်းကြီးပြန်ပြီးတော့ဒါပေမဲ့ဒီဘက်မှာ glue နေနဲ့ပြင်ပြီးတော့ leader ကိုတော့ပြန်ဆုံးသက်ပေးထားရည်ဗျအဲ့တော့ဒီနေရာမှာလဲကျွန်တော်တို့ဒါ line လက်သွားခဲ့တယ်ဒါပေမဲ့ပတက်စာနီယာဆိုတော့ရပ်ပေးမှာတော့မဟုတ်သေးဘူးဗောနော်ပတက်စာရပါတယ်ကျွန်တော်တို့ဒါနည်းနည်းကြာသွားပြီဗောနော်သူပတက်ထဲမှာအဓိကတော့အလီဒါကသူတာဝါထဲမှာ plane သွားပြီးတော့မတက်ရက်နေတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာတော့ဒါ line လက်မှုလေးဖြစ်ပေါ်နေတယ်တစ်ဖက်မှာလည်းဒီ father air strike ဘာညာတော့ကျဲနေပြီဗောနော်နောက်မှာဆရာကြီးနှစ်ပြန်ပြီးနောက်မှာတော့ဒါသူတို့ဒီ AI e-sport တင်းရဲ့ senior player တွေဖြစ်တဲ့ဒါ Ace တို့ D တို့ကတော့သူတို့ရဲ့ junior ကစားသမားတွေစော့နေရတော့လာရောက်ပြီးတော့အားပေးနေတဲ့ပုံစံပါပဲเนาะဟုတ်ပါတယ်ခင်ဗျအဲ့တော့ game number 1မှာရော game number 2မှာရော AI e-sport ကပဲဥဆောင်ထားနိုင်တယ်လို့ပဲပြောရမယ်ခု game number 2မှာလေသူတို့ပြန်တော့တာနေခဲ့ပြီပေါ့เนาะနောက်တဲ့ကျွန်တော်ဒီ mega lane တွေထိပါတိုင်းလုံးရဲ့ mega lane တွေထိပါသူတို့တွားပြီးတော့တင်မှာရိုက်တော့မယ်ဆိုရဲအနေထားမျိုးတွေပါရှိနေခဲ့ပြီပေါ့เนาะပြီးတော့ game number 1ရော game number 2မှာရောဒီပေါက်ဆော့ရဲ့ဒီလုံးဝ performance ပြတာတွေပြီးတော့ဒီ Oman Jenny ရဲ့ damage ပေးတာတွေကမတင်မှာတော်တော်လေးလာတယ်လို့ပြောလို့ရတယ်တော်လေးအဆင်ပြေတယ်game 1တော့ကလည်းသူ့ရဲ့ဒီ Bladina အနေနဲ့ damage ထုတ်ပြနိုင်တယ်ဒီ game 2မှာဆိုလို့ရှိရင်လည်း1ရဲ့ position ကိုဖြတ်ဖို့အတွက်ကဒီနေရာမှာ Father ရဲ့ air strike ကအဓိကသွားကျနေတဲ့အခြေအနေမျိုးမှာရှိတယ်ဟုတ်တယ်အဲ့တော့အဲ့ဒီဖြူမှာကျွန်တော်နောက်မှာရှိတဲ့ Alita အနေနဲ့လည်းဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုအဆင်ပြေနေတဲ့အနေထားရှိရသူ့ရဲ့ Brody ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ် game 1ရော game 2ရောမှာ AI e-sport အနေနဲ့အသာစီးရထားတယ်ပေါ့နော်ဒါပေမဲ့ဒီ game 2မှာကျတော့တခုအခြေအနေမတူတော့တာကကြတော့တိုင်းလော့အနေနဲ့ကအဲ့လောက်ကြီး game 1လောက်ကြီးတော့မနှိမ့်နေဘူးတကယ်လို့ဒါအဲ့လိုမျိုးဒါ AI ဘက်ကနေပြီးအမားတစ်ခုသာလုပ်ခဲ့မယ်ဆိုလို့ရှိရင်လည်းတိုင်းလော့အနေနဲ့ပြန်လည်ပြီးတော့ဒါဗတဲ့အနိုင်ရရှိဖို့အခွင့်အလမ်းတွေလည်းရှိနေသေးတယ်ဒီကတော့ဒီ11တို့ဘာလို့လဲ Hero Kit 3កောင်တွေပါရထားမျိုးတွေ့ရတယ်ဆိုတော့11တော့နည်းနည်းလေးတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ထဲမှာတော့ပါတယ်ဗောနော်ဟုတ်တယ်ပြီးတော့တိုင်းလော့ဘက်ကသူတို့ထုတ်ထားတဲ့ hero တွေကဒါ combo တွေကြီးပဲပေါ့နော် Atlas တို့ပြီးရင်ကျွန်တော်တို့ဒီဘက်မှာဗန်ရဲ့ကျွန်တော် Julian တို့သူတို့ဗတဲ့တစ်ခုမှသာ combo မိသွားခဲ့မယ်ဆိုရင်ဥပမာကျွန်တော် Julian ရဲ့ဒီ ancient chain မှာတော့တင်မှာ4ဘဝဲသွားလာအဲ့မှာ Atlas ရဲ့ Phantom နေကြားထဲမှာ crossbow တွေပါရင်ပြင်ပြီးပြတ်နိုင်မလားအဲ့လိုမျိုးဆိုရင်တော့သူတို့ကဗတဲ့အရင်စပြီးသူတို့က damage အရင်ပေးနိုင်မယ်ဆိုတော့တိုင်းလော့ကလည်းပြင်ပြီးတော့တာနိုင်သေးရဲ့ဗျဒါပေမဲ့တကူတော့ရှိတယ်11နေနဲ့ပေါ့နော်အဲ့ Fasa ရဲ့ air strike ကိုတော့သူတားတော့မိလို့တော့မရအဲ့ဒါတော့ရှောင်းမတော့ရအဲ့တော့ရအောင်ရှောင်းဒါမှမလို့ရှိရင်လည်းဒီ Julian တို့ဘာလို့Julian နဲ့ sacrifice ဖို့ရကြလဲတိတ်ပြီးတော့မသိတော့ဘူးဆိုတော့ကျွန်တဲ့ဒီကျွန်တော် EHP laner တွေအဲ့လိုမျိုး
ဒီ Father ရဲ့ position ကိုကောင်းကြီးလိုက်ပြီးတော့ဖြတ်နိုင်မယ်ဆိုလို့ရှိရင်လည်းဘဝအနေနဲ့ပြခွင့်ရနိုင်တယ်ဒါပေမဲ့တခုရှိတာလဲတစ်ဖက်အသင်းရဲ့ EHP လိန်နာလဲ Federin ဆိုတော့ဘဝ cross ပွင့်သွားခဲ့သည့်တိုင်အောင်ပေါ့နော်ကျွန်တော်ဒီဘက်ကနေပြီးတော့ဘယ်လိုပြောရမလဲအဲ့လိုမျိုးဒါ Federin တို့ဘာလို့အနေနဲ့ဒီ1 damage ကိုသာစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်လဲ crossbow ကလည်းဒါနည်းနည်းလေးတော့ဒါအတိတ်ပဲမဲ့သွားနိုင်တယ်ဗောနော် ဟုတ်တယ်ဗျာနော်အဲ့တော့ဟိုဒီ crossbow ဒါ1အနေနဲ့ပွင့်တော့ပွင့်နေဆိုပေမဲ့ तू ထုတဲ့ကောင်ကတော့နည်းနည်းမှန်မှတော့ရမယ်ပေါ့ဒါပေမဲ့ခုနကအာရာဘူဇာရဲ့ sharing ငယ်လေးတွေပါနေတယ် rebel ရသွားပြီ share ကိုပေးပြီးတော့1 play ကြီးပေးလိုက်ရတာကြီးကလည်းတော်ဆူရတယ်နော်တော်တော်လေးတော့ဖြစ်တယ် PS ကလည်းလက်မြန်တာလည်းပါတယ်1အနေနဲ့တော့သူ့ရဲ့ teammate တွေကြားထဲကို तू ဝင်ပြီးတော့ပူးလိုက်တာပဲသိရမလားလိုက်တာပဲဟုတ်တယ် win still လိုက်တာပဲဒါပေမဲ့ PS ကလည်း तू ကဒီ share ထည့်ထားတာရယ်ပြီးတော့ဒီ1ထပ်ပြီးတော့ထိထားရတယ်ဆိုတော့တစ်ဖက်မှာ1-1 0ပဲအဓိကသွားပြီးတော့ Cherokee ကပိုင်းသူလိုဖြစ်သွားတာပါနော် target 10လန်းရရော early game မှာတောက်လျှောက်တာနေတယ်ဆိုရဲအနေထားရရောကြောင်းမလို့ပေါ့နော်ဒါ Hiroki ရကဲအဲ့တော့ကျွန်တော်ပွဲကတော့ပြန်ပြီးတော့စတင်ခဲ့ပြီဆိုရဲအနေထားမှာတစ်ဖက်မှာ Mega KT ပါကျွန်တော် on နေခဲ့ရဗျာအဲ့တော့ A ပိုင်း4 man လောက်တော့ကြံနေရဲဆိုရဲအနေထားမှာ Black ကိုပါထပ်ပြီးတော့ပါဆုံးသက်သွားခဲ့ပြီဆိုရဲအနေထားမှာ Mega 4ကိုပါထပ်ပြီးတော့ယူနေခဲ့ပြီဗျာအဲ့တော့ Ban ပြန်တော့လာတယ် Anchor Chain တွေပါထပ်ပြထားရဲဆိုပေမဲ့ Hiroki ပါညာချင်းတော့မရှိခဲ့ဘူးဗျအဲ့တော့ဒီနေရာမှာတော့1-1လည်းပြန်ထွက်လာပြီးတော့ဒါတစ်ဖက်မှာဆိုလို့ရှိရင်လည်း Julian နဲ့အတူပဲဒါ K ရဲ့ athlete တွေပါရှိနေရပါတော့ဆိုတော့ crowd control နဲ့ damage မျှနေတဲ့အနေအထားတစ်ခုမှာတော့ထပ်ပြီးတော့ aggressive မလုပ်တာတော့ပို့ပြီးတော့ကောင်းလိမ့်မယ်ဆိုတော့ဒီ game number 2မှာ time lock အနေနဲ့ကလည်းပြန်ပြီး camp လုပ်ဖို့အတွက်ဒါ turning point လေးတွေကျွန်တော်ပြန်စဉ်းစားမယ်ဆိုရင်တော့ဒါ K ရဲ့ဒီ Fertilin တွေအဲ့ဒီပြီးမှ Julian ရဲ့ chain တွေကြားထဲမှာဘာမှသာ cross ပွင့်ခဲ့မယ်ဆိုလို့ရှိရင်တော့တစ်မျိုးတစ်ပုံတော့ပြောင်းလဲနိုင်တယ်ဒါပေမဲ့ EA Esports အသင်းဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း PS နဲ့တော်တော်လေးကို A06 ဆိုတော့ item အရဆိုလို့ရှိရင်တော်တော်များတယ်ဗျ item 5ကွက်တောင်ပြီးသွားပြီနောက်ဆုံး तू Alex Patel ကို तू တည်ထားရယ်ပေါ့နော်ရှေ့မှာ item တွေကတော့ तू အကုန်လုံးပြီးသွားပြီ तू လိုအပ်နေတဲ့ combo item တွေကြီးပဲနော်ကျွန်တော် raw တွေတို့ Hana strike တွေတို့ BOD တွေတို့ damage ပိုင်းတော့တိတ်ပြောရမလို့တော့ဟိုဘက်ကကျွန်တော် armor ဖောက် armor တွေပါမယ်ဆိုရင်တော့မှသူ့အနေနဲ့ armor ဖောက်ဖို့အတွက် item တွေအစင်းသစ်ပါပြီးသားပေါ့နော်ပြီးတော့ goal lane မှာဆိုလည်းနည်းနည်း item တွေနည်းနည်းတော့ဟိုကွာတော့ကွာနေရပေါ့နော်ဘာလို့လဲဟိုဘက်က Brody ကနောက်ထပ် item တစ်ခွက်ကိုတည်ဖို့အတွက်အတူစာလေးကို तू ကပြီးနေပြီဗျနော်1-1တော့ဒီချိန်မှာတော့ तू ကတော့ဒီအသီနာရှိကြီးပါတော့ထည့်လိုက်တာမျိုးတော့တွေ့ရတာပေါ့နော်ဆိုတော့နောက်ထပ်လာမဲ့ဒါဘတ်တရီကတော့တော်တော်လေးတော့အကျိတ်နဲ့ရှိသွားလိမ့်မယ်ဒီကပေါ်လာတဲ့ low ကတော့ဒါ second low ဖြစ်တယ်ဒီ low ကိုရော AN တင်းနေနဲ့ရရှိသွားနိုင်မလားကြည့်ရတာတော့ဒီ time low ဘက်ကနေပြီးတော့ဒီ low ကိုလူးမဲ့စီစဉ်မရှိရလားတော့မသိဘူးဘာလို့ဆို jungle အောက်ရောက်နေဆိုတော့လေအဲ့တော့မလူပဲနဲ့ပဲဒီ low ကိုပဲသူတို့ထပ်ပြီးတော့ပေးနေပဲ family space ပြန်ရှာပြီးမှပဲပြန်ဆော့မလားပေါ့နော်ကြည့်ရအောင်မယ်ဒါပေမဲ့လောလောဆယ်တော့ဒါဂျားရဲမှာတော့သူတို့ vision လေးတွေတော့ချက်ထားတယ် kit အရင်ဆုံး vision ဝင် atlas finally 2 man နေကြမှာ anti ချိန်ပေါက်တဲ့ချင်းကိုပြတ်သွားခဲ့ရတာအဲ့တော့ black နေတော့ကိုကိုပြန်ပြီးတော့ black တစ်ချက်ပြန်ပြီးထောင်းမှုအတွက်ကြိုးစားရဲဆိုမဲ့ရန်စီမီခဲ့တဲ့နေထားတော့မဟုတ်ဘူးအဲ့မှာ cross ball ပွင့်ဖို့အတွက်နေတာကမှ cross ball ပွင့်လိုက်တော့ပြီးသွားရင်တော့ cross ball ချက်တီဂျားရဲမှာ black တော်မာနေသေးပတိတ်မှမချသွားခဲ့ဘူးဗျဒါပေမဲ့တစ်ဖက်မှာရှိနေခဲ့တဲ့ Federin နဲ့ပတိတ်မှချသွားခဲ့ leader ပြန်ပြီးထိုးဖို့အတွက်ကြိုးစားနေတယ်သူ impact တစ်ချက်ပြန်ပြီးပြထားပါသေးတယ်အဲ့ဒါမှ Oma Jenny နဲ့ Ansorbet ဒီမှာထပ်អော်သွားခဲ့တယ်ဗျ Jenny က fly ကိုပြန်ပြီး3កောင်ထိပါထပ်လိုက်လာတယ်ဆိုရဲအနေထားမှာfly ဘလို့ပြပြေးมาတယ်ပြေးလို့မရတော့ဘူးဗျာကဲတော်တော်လေးကိုရှည်လျားတဲ့ဘတ်တယ်ပါအဓိကတော့ကျွန်တော် blast နေနဲ့သူ့ရဲ့ဒါရှီးနဲ့ပြန်ပြီးတော့ဗောနော် A2 လေးနဲ့ပြန်ကာသွားတာလေတော်တော်လေးကောင်းသွားခဲ့တယ်လို့ပြောရလိမ့်မယ်တကယ်လို့သာအဲ့နေရာမှာသူသာပြတ်သွားခဲ့မယ်ဆိုလို့ရှိရင်တော့နောက်ထပ်တစ်ကောင်ထပ်ပြီးတော့တေမှာဖာစာပဲဟုတ်သူနဲ့အနီးဆုံးမှာဖာစာရှိနေတယ်ဗောနော်ဟုတ်တယ်ဗျာနော်ဘာဖြစ်ဖြစ်ဒီ athlete ရဲ့ Fertilin 2 man ထဲမှာဟာရာဘူဇာပါဝါပြီးတော့အဲ့ဟာရာဘူဇာကိုနောက်ကနေပြီးတော့ဘတ်ဘန်ရဲ့ Julian ရဲ့ chain တွေကြားထဲမှာတခါတည်းပြတ်သွားတာလေးတစ်ခုကတော့တော်တော်လေးတိုင်းလောက်အတွက်ပြန်ပြီးတော့ camera point တစ်ခုလို့တော့ပြောလို့ရတာပါနော်ဟုတ်တယ်ဗျပြီးတော့ဒီ Julian အနေနဲ့လည်းနောက်ထပ် Federin ဒီ rest ကိုပါသူ့အနေနဲ့ထိတ်ရထားတော့ကြလေဆိုတော့မစိုးဘူးဗျနော်ပတေမှာကျသွားတာဆိုလို့မလို့သူတို့ရဲ့ဒီကျွန်တော်ဘယ်လိုပြောရမလဲmain ကောင်3ကောင်တော့ပြန်ပြီးကျသွားရေးဆိုမဲ့သူတို့ key တွေပါတော့ပြန်ရလိုက်တယ်ပေါ့နော်အဲ့တော့ AI ဘက်ကလည်းဘယ်လိုပြောရမလဲအဲ့လိုမျိုးပုံစံတိုင်းလေးပဲဒီခုနကလိုမျိုး athlete ဆွဲတာမျိုးတွေမခံရဖို့လိုတယ်ဆိုတော့ athlete ရဲ့ position နဲ့ athlete ရဲ့ Fertilin ကိုတော့ Harabuza Brody နဲ့တော့ဒီမှာရှိနေခဲ့တဲ့ Oma Genie တို့ကတော့သေချာပေါ့ဂယူးဆိုင်မှာတော့ရတော့မယ်ဟုတ်တယ်ဗျပြီးတော့ဂလူးလည်းထပ်ပြီးတော့မာဖို့တော့လိုအပ်နေရပေါ့နော်တိုင်းလုံးနဲ့ဒါပေမဲ့လောလောဆယ်တော့တစ်ဖက်ကတော့နော်ကျွန်တော်တို့damage တွေအကောင်းဆုံးပေးရင်းနဲ့ပဲမြန်မြန်ဆန်ဆန်ပေးရင်းနဲ့ပဲ second low ပါပိုးချိန်15မိနစ်မှာတစ်ခါလေးတိမ့်ပိုက်သွားခဲ့ပြီဗျအဲ့တော့ဒီနေရာမှာ second low ကိုလည်း15မိနစ်မှာတက်လာဖို့အလားအလာတွေကကောင်းနေပြီဗျနောက်တော့ different ကတော့အခုချိန်ထိတော့စစ်ကီပဲစစ်ကီဆိုတော့လေကင်းရောက်လာလို့ရှိရင်တော့အရင်တော့မတိတော့ဘူးဒါပေမဲ့အဓိကပေါက်ဆရဲ့ Oma Genie ရလည်းတော်တော်လေး damage အောက်ဖို့ပေးတယ်လို့အလီတာကလည်း damage အရန်ထွက်နေတာဟုတ်တယ်ဗျနော်723ဆိုတော့လေတော်တော်လေးတော့များတယ်
အဲ့တော့ okay never different အပြက်နည်းနည်းလေးတော့ပြတ်တယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့ဒီ second lot လည်းထပ်ပြီးတော့ပေးထားတဲ့ time lot အနေနဲ့ဒီနောက်ဆုံးဒီ mega lane ကိုသူတို့ဘယ်လိုမျိုးဆက်လက်ပြီးတော့ defend ပြနိုင်မလဲ defend နိုင်အောင်လဲဆိုတော့ထက်ကြည့်ရအောင်ပဲဗျဗမန်နေနဲ့ရေချုံမှုတဲမှာတော့ဒါအရင်တော့သူကြုံလာတဲ့ကောင်ဆွဲစားဖို့တော့သူချောင်းနေရပါတော့ဒီမှာနဲ့ဘလိုင်းနဲ့ကိုသူဝင်နေတာပေါ့နော် okay အဲ့ဒါမှာ air strike ထပ်ပြီးတော့ကြာထားပြီးတဲ့ဂျိုင်းမှာတော့ kit ဒီတော့ပတင်းကြီးပြန်ပြီးပေးရဖို့လို့ရှိရဗျတရုံးမဲ့ memory ရဲ့ air strike damage ရဲ့ combo ရဲ့ဆိုတော့သူဘယ်တော့မှမခံစားနိုင်ခဲ့ဘူးဗျအဲ့ဒါမှာ rest ကလည်း imported ရှိရဲဆိုတော့ one cross ball ပွင့်သွားရင်တောင်မှကျွန်တော် rest ဒီကထိမယ်ဆိုရင်တော့ဘာမှတော့လုံးလို့ရမှာတော့မဟုတ်ဘူးဗျအဲ့တော့ AI နဲ့ five man တော့ကြံနေသေးတယ်โอ้ချင်းနေကြတယ်မှာသွားပြီးတော့ stand နေခဲ့တယ်အဲ့တော့မှ Yahi ကို Flicker နဲ့1 2တွဲရိုက်ခဲ့တယ်ဆိုတော့တောင်းပါပဲဟိုမချင်းနီနည်းနည်းလေးတော့လိုသွားခဲ့တယ်ဗောနော်တကယ်လို့လည်းဒီဘန်ဘန်ရဲ့ Julian အနေနဲ့ကတော့ performance တွေပြဖို့ကြိုးစားနေရတော့ကျွန်တော်တွေ့နေရတယ်ဗျဟုတ်တယ်ဗျနော်အော်ဒီပေါက်ဆာကလည်းတော်တော်လေးလက်မြန်လို့ဗောနော်လက်မြန်တယ်လက်မြန်တယ်ဗျနော်သူလည်းတန်းပြီးတော့ပိုင်းတာပဲသိရမှာဒါပေမဲ့တစ်ဖက်ကလည်းဒီဘန်ဘန်ရဲ့ chain ကလည်းတော်တော်လေး right time ဖြစ်သွားတယ် AI အနေနဲ့တော့ second law နဲ့အတူပဲကျွန်တော်တို့ရရှိခဲ့တာတော့ဒါမေးရမဲကတလုံးဖြစ်တယ်ထပ်မံပြီးတော့ပဲဒီမှာ for the air strike တွေပေးထားသေးတယ်အဲ့တော့မှ PS နဲ့ Cherokee ပိုင်းထားတယ်ဆိုနေပေမဲ့လည်းပဲ3 match တင်နေတဲ့ခါကျတော့ဘလို့မှတော့ damage ကတော့ပေါက်မှာတော့မဟုတ်တော့ဘူးဒါပေမဲ့ကစ်မှာ Flicker နဲ့ Final လေးနဲ့ရှိနေတာတခုတော့ AI Esport အနေနဲ့သတိထားတင်တယ်အဲ့ဒါမှာ Shadow Match တွေမှာထပ်လိုက်ပြီးအဲ့မှာဘန်ဘန်ထပ်ပြီးတော့ထိန်းထားပြီးကြမှာကစ်ရဲ့ Final လေးတခုတော့ကျွန်တော်ကြည့်ရတော့မယ်ဗျဆွဲပြီးတကောင်လောက်ပဲပါလာပြီ Black တော့ပါလာအဲ့ဒါမှာ cross ball ထပ်ပြီးပြဖို့တော့ကြိုးစားနေဆိုတစ်ဖက်မှာ leader ရဲ့ damage ကိုမခံစားနိုင်တဲ့နောက်မှာတော့ Black ပြန်ပြီး imported ကြားထားအဲ့ဒါမှာ red ပြန်ပြီးဝင်ထားပြီးတဲ့ကြားမှာ leader တောက်လျှောက်ပြစ်ချက်တီကြားထဲမှာတော့တစ်ဖက်မှာ fly နေလည်းပြန်ပြီးဖြစ်နေဒါပေမဲ့ပေါက်စားအနေနဲ့နောက်မှာပတ်နိုင်နေရဗျ imported တွေကဖြိုရင်းနဲ့ပေါက်စား damage တီကြားမှာ air strike မှာထပ်ပြလိုက်တော့ကစ်နေတယ်ဗတဲ့ပေါက်ကြားသွားတယ်ဒါပေမဲ့ glue fly ပြန်ပြီးဝင်ထားပြီးတဲ့ကြားမှာ over ချက်တီပြန်ပြီးတော့ပေါက်စားအနေနဲ့ပြန်ပြီး Cherokee တပီးထားတဲ့ကြားမှာပေါက်စား Cherokee ကပတဲမပိုကောင်းသွားခဲ့တယ်ဗျ4 man လောက်ထိ down သွားနေတာမှာထွက်မှာတော့ leader နဲ့နောက်ဆုံး throw မှာတချိုးရင်းနဲ့ပဲ game number 2မှာလည်းထပ်ပြီးတော့ပဲ AI Esport ကပဲအနိုင်ရရှိသွားခဲ့ရပဲဖြစ်ပါတယ်ကဲအဲ့တော့ AI Esport တေးเนาะကျွန်တော်တို့ game number 2မှာဆိုလို့ရှိရင်တော့ဒါလုံးဝတိုင်းလို့တော့2 3ဆိုတဲ့ရလဒ်တစ်ခုနဲ့တော့နိုင်ရရှိသွားခဲ့ပါပြီတကယ်လည်းနောက်ဆုံးပတ်တယ်ကြီးကတော်တော်လေးကိုကောင်းတယ်ဗောနော်တိုင်းလို့ဘက်ကလည်းကောင်းသောပုံစံတစ်ခုနဲ့ဆိုင်ခဲ့တယ်ဆိုနေပေမဲ့လည်းပဲ PS ရဲ့ damage မပြတ်တာလေးကတော်တော်လေးဆိုးတယ်PS ကိုသာအစောကြီးတဲ့ရနိုင်ခဲ့မှာဆိုလို့ရှိရင်တော့ဒါပတ်တယ်ကတော့ဒါနည်းနည်းလေးပူချနိုင်တယ်ဗောနော်ဒါပေမဲ့ PS ကလည်းလုံးဝဘလိုင်းထဲမှာသိရမှာလိုင်လီယာတို့လုံးဝလိုက်ပြီးတော့နှိုက်နေခဲ့တာဗျနှိုက်နေခဲ့တာဟုတ်တယ်ဗျနော်အဲ့တော့ဗတဲမှာတော့ဖာစာတို့ဘာတို့ပြန်ပြီးရအောင်တော့သူတို့ယူပြနိုင်ခဲ့တယ်ဆိုပေမဲ့လည်းပဲနောက်ပိုင်းဒီပေါက်စားတို့ဘာလို့ကြံနေတော့ကြလေပြီးတော့အလီတာလည်းဗတဲမှာမတေသွားခဲ့မတေသွားဘဲနဲ့သူပြန်ပြီးတော့တည်းမှာတရုံးမဲ့သွားပြီးချိုးလိုက်တော့ကြလေတော်တော်လေးကောင်းသွားပြီဗျနော်ဗတဲကတော့ဟိုဒီဘက်ကတိုင်းတော့အနေနဲ့ပြန်နိုင်ခြင်းတို့လိုပြန်နိုင်ခြင်းတို့လိုရှိခဲ့တယ်ဆိုပေမဲ့သူတို့ဟို rest တို့မဖြည့်ရှင်းနိုင်ခဲ့တာဒီပြီးတော့ဒီဗတဲမှာကျွန်တော်ပေါက်စားကိုရှာလို့မရတာဒီအဲ့လိုမျိုးတွေကြောင့်မလို့ပဲသူတို့နေပြန်ပြီးတော့ရှုံးသိမ့်သွားရတယ်လို့ပဲပြောရမယ်ဗျနော်အဲ့တော့ဒီပွဲကတော့ဘာဖြစ်ဖြစ်ဒါတိုင်းလောအနေနဲ့စုဖွဲ့တာတော့မကြသေးဘူးဆိုနေရင်လည်းပဲ game 2မှာတော့အကောင်းဆုံး performance တွေတော့ကျွန်တော်ကြည့်ခဲ့ရပါတယ်နော်။ဘာဖြစ်ဖြစ်ဒါကျွန်တော် case ဆိုလို့ရှိရင်လည်းသူ့အနေနဲ့လုံးဝ tournament တွေမှာ Roman ဆော့တဲ့ player တော့မဟုတ်ဘူးဆိုပေမဲ့ပထမဆုံးဆော့တဲ့အချိန်မှာလည်းအနေထားတစ်ခုလောက်ထိတော့သူပြသခဲ့တာမျိုးတွေ့ရတယ်။တစ်ဖက်ကိုပြန်ကြည့်ပါဆိုလို့ရှိရင်လည်း AI Esport အသင်းအနေနဲ့ကဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့ new player တွေနဲ့ပေါ့နော်ပေါင်းစပ်ထားတဲ့အသင်းအသစ်တစ်ခုကိုကျွန်တော်တို့ပုံစံတစ်ခုကို AI ပရိသတ်တွေစီကိုချပြခဲ့လို့ကျွန်တော်ပြောလို့ရတယ်။တကယ်လည်းအဆင်ပြေတဲ့အနေထားတစ်ခုရှိရဆိုတော့လေနိုင်ပွဲကြီးလည်းရရှိခဲ့ပါတယ်။ဆိုတော့ တိုင်းလောကလည်းအခုမှစဖွဲ့ထားရဆိုနေပေမဲ့လည်းပဲအကောင်းဆုံးပုံစံတွေပြသဖို့ကြိုးစားခဲ့တယ်။ဒါမှလည်းတချို့သောလိုချက်တွေရှိနေတဲ့အတွက်ကြောင့်မလို့တော့ရှုံးနေသွားခဲ့ရဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒါဒီနေ့မှာဆိုလို့ရှိရင်တော့စုစုပေါင်း၄ပွဲရှိတာပါနော်၄ပွဲရှိပါတယ်၄ပွဲရှိတယ်အဲ့ထဲမှာကျွန်တော်2ပွဲပြီးသွားပြီ